page က comment လေးတစ်ခုကိုကျွန်တော်ဖတ်ပြခြင်းတယ်ပေါ့နော် foreigner individual ကတဲ့မြေဝယ်လို့မှမရတာတဲ့ကုမ္ပဏီထောင်ပြီးဝယ်ရမှာလားတဲ့အဲ့တော့ဒီ comment လေးမေးထားတယ်ကျွန်တော်ဒီဟာလေးကိုအတူချုပ်ပြီးဖြေရမယ်ဆိုလို့ရှိရင်တော့ကုမ္ပဏီထောင်ပြီးဝယ်မယ်ဆိုတဲ့ကိစ္စကသေချာစဉ်းစားစီခြင်းပါတယ်ထိုင်းနိုင်ငံမှာကကုမ္ပဏီထောင်တယ်ဆိုတော့စီးပွားရေးလုပ်ဖို့เนาะဒါ business setup လုပ်တယ်ဆိုတာကတကယ် official စီးပွားရေးတစ်ခုခုလုပ်ဖို့အတွက်သူတို့ဘက်ကပေးထားတဲ့ဥပဒေပါအဲ့ဒါကိုကျွန်တော်တို့ကအိမ်ဝယ်ဖို့အတွက်ကုမ္ပဏီထောင်တယ် nominee ထောင်တယ်ဆိုတော့အခုလည်းအားလုံးပြဿနာတွေကြားနေကြမှာပဲအဲ့တော့ကုမ္ပဏီထောင်ပြီးတော့အိမ်ဝယ်မယ်ဆိုတဲ့ကိစ္စကိုလုံးဝမစဉ်းစားသင့်ဘူးနောက်ပြီးတော့ထိုင်းနာမည်ခံတဲ့ဝယ်မယ်ဆိုလို့ရှိရင်လည်းဒါမျိုးကလည်းတက်နိုင်တဲ့လောက်တော့ရှောင်သင့်တယ်အဲ့တော့နိုင်ငံသားတယောက်အနေနဲ့ထိုင်းနိုင်ငံမှာတရားဝင်အိမ်ကိုနှစ်ရှည်ငှားရမ်းနေထိုင်လို့ရတဲ့ lease ဟိုဥပဒေကတရားဝင်ရှိတယ်ဆိုတော့အဲ့နီလန်းလေးနဲ့ဝယ်ဖို့ကျွန်တော်တို့ပို့ပြီးအကြံပြုတယ်အသေးစိတ်သိချင်တယ်ဆိုလို့ရှိရင်တော့ကျွန်တော်တို့ page က Messenger မှာပဲဖြစ်ဖြစ် individual one on one section မှာကျွန်တော်တို့ consultation free လုပ်ပေးပါတယ်ဗျ